ဆွဲရှိသောလိတ်ကလေးနဲ့ဝါကြွားသောယုံတခါတော့ကစိမ့်လန်းဆိုပြေးတဲ့တောအုပ်ကြီးထဲမှာဇာနီလို့ခေါ်တဲ့ယုံကလေးတစ်ကောင်ရှိပါတယ်။ဇာနီကအယမ်းမြန်တယ်လို့သူ့ရဲ့အရှိန်ကိုလည်းအယမ်းကုန်ယူပြီးဝါကြွားတတ်သူလေးပေါ့။အဲ့ဒီတောအုပ်ထဲမှာပဲမျိုးလို့ခေါ်တဲ့လိတ်ကလေးတစ်ကောင်လည်းရှိပါတယ်။မျိုးကတော့ဇာနီနဲ့ဆန့်ကျင်ဘက်ပါပဲ။သူကအေးအေးဆေးဆေးရှိပြီးဘယ်အရာကိုမဆိုဖြည်းဖြည်းနဲ့မှန်မှန်ပဲလှုပ်ဆောင်တတ်သူပါ။ဒီနေ့မှာတော့ဇာနီကမျိုးကိုကြည့်ပြီးဟေ့မျိုးမင်းကတိတ်နေတာပဲ။ငါနဲ့အပြေးပြိုင်ရဲလားလို့လှောင်ပြောင်ပြီးစိန်ခေါ်လိုက်ပါတယ်။မျိုးကလည်းစိတ်မဆိုးပဲကောင်းပြီလေငါပြိုင်ပါမယ်လို့ပြုံးပြီးပြန်ဖြေလိုက်တယ်။ပြိုင်ပွဲစတင်ကြောင်းအချက်ပေးလိုက်တာနဲ့ဇာနီကညားတစင်းလိုအရှိန်နဲ့ပြေးထွက်သွားပါတော့တယ်။သူကအယမ်းမြန်လွန်းလို့ဖုံးဖုံးတွေတောင်လွင့်စင်ကြံခဲ့တာပေါ့။မျိုးကတော့ဇာနီကိုမမီနိုင်မှန်းသိပေမဲ့စိတ်မပြတ်ပါဘူး။သူကသူ့ရဲ့ပုံမှန်အရှိန်တိုင်းတလန်းချင်းစီကိုဇွဲမလျှော့ပဲမှန်မှန်လေးဆက်လျှောက်နေခဲ့ပါတယ်။ဇာနီကလမ်းတစ်ဝက်ရောက်တဲ့အခါနောက်ကိုလှည့်ကြည့်လိုက်ပါတယ်။မျိုးကိုဘယ်နားမှမတွေ့ရတဲ့အခါဒီလိတ်ကတော့ငါ့ကိုဘယ်တော့မှမမြင်နိုင်ပါဘူးခဏလောက်အိတ်လိုက်အောင်မယ်ဆိုပြီးတစ်ပင်ရိပ်အောက်မှာလဲလျောင်းလိုက်ပါတယ်ဇာနီနှစ်နှစ်ချိုက်ချိုက်အိပ်ပျော်နေတော့မှမျိုးကတော့တခဏလေးတောင်နားမနေပါဘူးသူဟာနေပူထဲမှာပင်ပန်းပင်မဲ့ဇာနီအိပ်ပျော်နေတဲ့တစ်ပင်နာကိုဖြည်းဖြည်းချင်းဖြတ်ကျော်သွားပါတော့တယ်ဇာနီနိုးလာတဲ့အချိန်မှာတော့နေကတော်တော်လေးစောင်းနေပါပြီသူအလန့်တကြားနဲ့နောက်ကိုကြည့်လိုက်ပေမဲ့မျိုးကိုမတွေ့ရတော့ပါဘူးသူပန်းနိုင်စီကိုအစွမ်းကုန်အရှိန်နဲ့ပြေးသွားပါတော့တယ်ဒါပေမဲ့ဇာနီရောက်မလာခင်မှာပဲမျိုးကပန်းနိုင်ကိုအရင်ဆုံးရောက်ရှိသွားပါပြီတောကောင်လေးတွေအားလုံးကမျိုးရဲ့ဇွဲလုံးလာကိုဝိုင်းပြီးလက်ခုပ်တီးချီးကျူးနေကြတာပေါ့ဇာနီကတော့သူ့ရဲ့မာမာနနဲ့ဝါကြွားမှုကြောင့်ရှုံးနိမ့်သွားရလို့အယမ်းရှက်သွားပါတယ်မျိုးကဇာနီကိုနှစ်သိမ့်ပေးလိုက်ပြီးဇွဲရှိတာကအောင်မြင်ခြင်းရဲ့တော့ချက်ပဲတငယ်ချင်းလို့ပြောလိုက်ပါတော့တယ်